စီရဲ့စီကနေကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့လွမ်းနေမပြေဘူးကြောင်းသားဘဝဆိုရတဲ့ရှင်တွေကိုပြပြပါမယ်ဆိုတော့ဒီချင်းကိုတီးထားတဲ့ key ကတော့ original key က key D ဖြစ်ပါတယ်ဇက်ကပ်ဘူးနှစ်ပါးညက်တဲ့ C ချင်းနဲ့တီးတယ်ကျွန်တော်တို့ကပ်ဘူး၅ပါးညက်လိုက်ပါတယ် C D B E ဒါတော့ F ဖြစ်ပါတယ် C ချင်းနဲ့ဆိုတော့ဒါက key F ဖြစ်ပါတယ်နည်းနည်းလေးတင်းပြီးဆိုရင်တော့ကြောင်းပြီးတော့တဲ့တရှင်းကိုလည်းပို့ပြီးတော့မှမြူးရှင်တာပြောင်းပါတော့တရှင်းကြီးအရန်ဆိုလို့ကောင်းပါတယ်ဆိုတော့ C G A minor E minor နဲ့တီးရတာဟုတ်ကဲ့ဆိုတော့သူ့တီးရဆိုရင်ဒီဘက်က pattern ကဒါလေးပါပဲ break up down up down break up down up ဒီပါရမယ်ဒီမှာဖဲတဲ့ break up ပကားစစ် break ပါပကားစစ်ဆိုတာလူရိုက်တဲ့အတန်လေးပါပါတယ်အဲ့နဲ့ကျိုးရိုက်ပြီးတော့ pattern နဲ့ပါတွဲပြီးခါလေးရိုက်တာပါဒီလက်နောက်ကအရင်ထိတာပါဒီဘက်လည်းကမပိုင်နော်ချက်ဆွဲတဲ့အတန်းလေးပါပါတယ်အဲ့ဒါလေးကြည့်တာ break up down break up down အဲ့တော့ဒီချင်းလေးကဒီတိုင်းလေးပဲတီးသွားရုံပါပဲအဲ့တော့ down break up up down up ဒါလေးနဲ့ပဲဒါပေမဲ့ပကားစစ် break ကိုတုံးတာဖြစ်ပါတယ်ကိုကခက်ကို၄ပါးကို၅ပါးတမို့သူ့အတိုင်းပဲ2ပါးကိုယ့်အတန်းနဲ့လိုသလို adjust လုပ်လို့ရပါတယ်အားလုံးပဲလိုက်ကြည့်လို့ရမှာပါ thank you ပါ